ဦးဘုံမြတ်ဟာတုံမြင်နေတဲ့လက်တွေနဲ့သူ့ရဲ့လှုပ်ဝက်တိတာတွေကရွှေမျက်နှာဖုံးစစ်ကိုထုတ်ယူလိုက်တယ်။ဒီမျက်နှာဖုံးကရွှေစင်ရွှေတိုင်းနဲ့ပြုလုပ်ထားပြီးကြည့်လိုက်ရင်တက်ရှိလူသားတစ်ယောက်ရဲ့မျက်နှာအတိုင်းနူးညံ့သိမ့်မွေ့လွတ်လာတယ်။ဒါပေမဲ့ဒီမျက်နှာဖုံးကိုစိုက်ကြည့်လေဦးတုတရဲ့နားချင်းစွာအော်ဟစ်လေတဲ့မျက်နှာကိုမြင်ရောင်လာလေပဲ။ငါသွားမှဖြစ်မယ်။ဦးဘုံမြတ်ဟာမိုးသေးတန်စွာရွာသွင်းနေတဲ့ကြားကနေကားကိုအရှိန်ကုန်မောင်းပြီးမြို့ပြင်ကပန်းဘူးစတူဒီယိုဟောင်းစီကိုထွက်လာခဲ့တယ်။စတူဒီယိုကအခုတော့ပင်ကိုအိမ်တွေဖုံမုံတွေနဲ့ဖုံးလွှမ်းနေပြီးခြောက်ချားစရာကောင်းနေတယ်။သူစတူဒီယိုထဲကိုဝင်လိုက်တဲ့အခါမြင်လိုက်ရတာကအခန်းအလယ်မှာခုံတစ်ခုပေါ်မှာတုံနှောင်ခမ်းထားတဲ့ကြော်စွာရဲ့ပါးစပ်ကိုအဝတ်နဲ့စီးထားပြီးသူ့ရဲ့ရင်ဘတ်ပေါ်မှာတော့တန်တိုးချစ်ဆဲတစ်ချောင်းကထောင်လေးရသားအဲ့ဒီတန်တိုးပေါ်မှာကျိုးတစ်ချောင်းချီထားပြီးအတော်ကကြီးမားတဲ့ကြောက်တုံးကြီးနဲ့ဆက်ထားတယ်။အချင်းကိုက်ဆက်ကနောက်ပြန်ရေကွက်နေတယ်။2မိနစ်1မိနစ်59စက္ကန့်။ကျိုးစွာတာဦးဘုံမြတ်ပြီးသွားဖို့လှုပ်စင်တော့ပဲ။မလာနဲ့အမောင်ထဲကနေအတန်တန်ထွက်လာတယ်။ရွှေရောင်မျက်နှာဖုံးရှင်ကအမောင်ထဲကနေထွက်လာပြီးဦးဘုံမြတ်ကိုတနတ်နဲ့ချိန်လိုက်တယ်။မျက်နှာဖုံးကိုအဲ့ဒီစပွဲပေါ်မှာတင်လိုက်။ပြီးရင်လွန်ခဲ့တဲ့10နှစ်ကမင်းလုတ်ခဲ့တဲ့အဖြစ်တွေကိုဒီဆက်ထဲမှာဝင်ခံစားမျက်နှာဖုံးရှင်ကအတန်ပန်ဆက်တစ်ခုကိုချပေးလိုက်တယ်။ဦးဘုံမြတ်ဟာသူ့သားရဲ့အသက်ကိုငဲ့ပြီးအားလုံးကိုဝင်ခံရတော့တယ်။အေးငါတက်ခဲ့တာဦးတူတော့ကဒီမျက်နှာဖုံးကိုငါ့ကိုမယောင်းဘူးလို့ပြောလို့ငါကိုယ်တိုင်သူ့ကိုဓာညက်ထိုးပြီးမြစ်ထဲပစ်ချတာငါသားတွေကိုလည်းငါကိုယ်တိုင်အလောင်းဖောက်ဖို့ခိုင်းတာငါမှအပြစ်ရှိပါတယ်ငါသားကိုတော့လွတ်ပေးပါဦးဘုံမြတ်ငိုယိုပြီးဝင်ခံနေတဲ့အချိန်မှာပဲအချိန်မက်ဆက်က3ညကိုရောက်သွားတယ်ဂလောက်မလုံနဲ့ဦးဘုံမြတ်အော်လိုက်ပေမဲ့ကြောက်တုံးကြီးကပြုတ်ကျမလာခဲ့ဘူးအဲ့ဒီအစားစတူဒီယိုထဲကမီးချောင်းတွေအားလုံးလင်းထိန်သွားပြီးရဲကဥတော်ဆန်းတွေဝန်းရံလာပါတော့တယ်မျက်နှာဖုံးရှင်ကသူ့ရဲ့မျက်နှာဖုံးကိုဖြည်းဖြည်းချင်းချွတ်လိုက်တယ်ဦးဘုံမြတ်မြင်လိုက်တဲ့မျက်နှာကြောင့်အံ့ဩသွမ်းပြီးစွန့်အားသွားရတယ်မင်းကမျက်နှာဖုံးအောက်ကလူကတော့ဦးတုတရဲ့သားဖြစ်သူရန်နိုင်ဖြစ်နေပါတယ်သူကလွန်ခဲ့တဲ့10နှစ်လုံးရဲတပ်ဖွဲ့မှာလှုပ်ဝက်စုံတောက်နီးဝင်ရောက်အမှုထိုင်ရင်သူ့အဖေအတွက်လက်စားချီဖို့အကွက်ချဆွန့်ဆိုင်နေခဲ့တာကျွန်တော်မင်းသူကိုမတတ်ခဲ့ဘူးဦးဘုံမြတ်မင်းသူကကျွန်တော်ရဲ့အစီအစဉ်အတိုင်းတေချင်းရောက်ဆောင်ပြီးမင်းရဲ့ဝန်ခံချက်ကိုရအောင်ကူညီပေးခဲ့တာကြော်စွာကိုခြိထားတဲ့ကြိုးတွေကိုဖြုတ်ပေးလိုက်တဲ့အခါကြော်စွာတင်မကဖဲအပိုင်းတွေမှာတေသွားပြီလို့ထင်နေတဲ့မင်းသူပါဘေးကအခန်းထဲကနေထွက်လာတယ်မင်းသူရဲ့မျက်လာမှာနာကျင်မှုနဲ့ရှက်ယုံမှုတွေပြည့်နေတယ်အဖေကတကယ်ပဲလူသက်သမားဖြစ်ခဲ့တာလားမင်းသူကတိုးညင်းစာမေးလိုက်တယ်ဦးဘုံမြတ်ဟာသူ့သားနှစ်ယောက်ရှေ့မှာတဲ့အဖမ်းဆီးခံရသွားတယ်ဒါပေမဲ့ဇလန်းကဒီမားတဲ့မပင်းသေးဘူးရန်နိုင်ကဦးဘုံမြတ်ကိုလက်ထိတ်ခတ်ပဲခေါ်သွားကနီးမှာဦးဘုံမြတ်ရဲ့နားကိုကပ်ပြီးတိုးလေးပြောလိုက်တယ်တကယ်တော့အဖေကမြစ်ထဲမှာတေသွားမခဲ့ဘူးသူကလွတ်မြောက်ခဲ့တယ်ဒါပေမဲ့သူကမင်းကိုလက်စားချီဖို့ထက်မင်းရဲ့အဖြစ်တွေကိုမင်းမသာဝန်ခံလာအောင်ပဲစောင့်နေခဲ့တာဦးဖုံးမြတ်ယူမတတ်ဖြစ်သွားစင်မှာပဲစတူဒီယိုအပြင်ဘက်ကတည့်ရဲ့အရေးမှာအိုမင်းမစွမ်းထင်နေတဲ့လူအိုကြီးတယောက်ကတုတ်ကောင်းကိုအားပြူပြီးပြုံးကကြည့်နေတာကိုအောင်သူဦးဖုံးမြတ်ကမြင်လိုက်ရတယ်အဲ့ဒီလူကတော့ဦးတုတကိုယ်တိုင်ပါပဲဦးဖုံးမြတ်ဟာထောင်ထဲမှာသူ့ရဲ့ကြံရှိနေတဲ့ဘဝကိုဖျက်တမ်းရပြီးသူ့သားနှစ်ယောက်ကတော့သူတို့အဖေခိုးယူခဲ့တဲ့ပစ္စည်းတွေကိုဦးတုတစီပြန်လဲအနံ့ခဲ့ကြတယ်။ရွှေရောင်မျက်နှာဖုံးဆိုတာကအခုတော့ပြာတိုက်တစ်ခုမှာအေးချမ်းစွာရှိနေပြီးသူ့ရဲ့နောက်ွယ်မှာသွေးစွန်းခဲ့တဲ့တမိုင်းချောင်းကိုတော့လူတွေကတတိပေးချက်အနေနဲ့ဖြိုးစဝက်ဖြိုးနေကြပါတော့တယ်။ဒီလိုထိတ်လန့်ရင်ဖို့ဇလန်းတွေကိုကြိုက်နှစ်သက်တဲ့ဆိုရင်ကျမတို့ရဲ့ channel ကို subscribe လုပ်ထားဖို့ဖိတ်ခေါ်ပါတယ်။ဇလန်းနဲ့ပတ်သက်တဲ့ခန်းစားချက်တွေကိုလည်း comment မှာရေးပေးခဲ့ပါဦးနော်။